မေကွန်လူတွေနဲ့ရင်ပါတဲ့တရစ္ဆာန်ဟာဟုတ်တယ်ခွေအဖြေကနံပါတ်1နံပါတ်1ကိုဖြေနိုင်ရပြီလူတွေနဲ့ရင်ပါတဲ့တရစ္ဆာန်ကြောင်အဖြေကဟုတ်တယ်ကျန်တယ်ကိုမတော်ကိုဖြေမသူများပေးပြီမလားကိုဖြေနေရာယူပါဟုတ်ပြီဗျာရမ်းလွယ်လေဟောတော့ခွေးတွေကြောင်တွေလူတွေနဲ့ရင်ပါတယ်နော်အဲ့တော့လူတွေနားမှာရှိတဲ့ဟာတွေမျက်လုံးနဲ့မြင်လိုက်ရပါပြီဟုတ်ပြီနော်ကဲအဲ့တော့အိမ်မှာခွေးတွေကြောင်တွေမွေးလားမွေးတယ်ဟုတ်လားဟုတ်ပြီခွေးမွေးတာဘယ်လိုခွေးလေးမွေးတာတယ်လီယာခွေးလေးဟုတ်လားကြောင်လေးတွေရောရှိကြောင်လေးတွေကအရင်တော့မွေးဘူးပဲဟုတ်လားဟုတ်ပြီကဲမေးပြီဗျာလူတွေနဲ့ရင်ပါတရစ္ဆာန်တာလီကာငှက်ကြက်တူရင်းငှက်ကိုပြောတာတာလီကာဟုတ်ပြီဗျာကဲတာလီကာလားကြက်တူရလားတာလီကာပဲရေးပဲနော်โอเคတာလီကာနဲ့ကြက်တူရတူလားမတူအတူအဖြေကဟုတ်ပြီနော်ရွေးလိုက်တာနော်အဲ့တော့လူတွေနဲ့ရင်ပါတဲ့တရစ္ဆာန်ယုံအဖြေကဟိုဘက်ကတိုင်မလို့ရပြီရိုးရိုးချင်းချင်းလေးပဲစဉ်းစားတော့လူတွေနဲ့ရင်ပါတဲ့တရစ္ဆာန်မြောက်โอเคတဲ့ဘာမှမပြောတော့ဖေးမှာတက်လာမြောက်ကလေးမျိုးပြီးတော့စကားပြောတဲ့ဟာလေးတက်လာအဖြေကဟုတ်တယ်ဟုတ်ပြီလူတွေနဲ့ရင်ပါတဲ့တရစ္ဆာန်ငါးတွေပဲမွေးတယ်ဟုတ်ပြီဗျာကဲအဖြေကသုံးကလွဲသွားပြီခင်ဗျာကဲဒီဘက်ဘာစဉ်းစားရလဲပိုလာဝဝင်ကြီးမဟုတ်ပိုလာတေးတေးလေးဟုတ်ပြီပြောနောက်တော့ပူလေးအပူဟုတ်ပြီဗျာကဲ3ရက်4ရက်5ရက်6ရက်9ရက်လွတ်နေအားရပါကြီးဖြေလိုက်တော့လူတွေနဲ့ရင်ပါတရစ္ဆာန်ကြက်တူရွေတွေ့လားခုနကကိုအဖွဲ့ကကိုတာလီကာနဲ့ကြက်တူရွေခိုင်းနေမှာတာလီကာမှားသွားပြီဆိုကြက်တူရွေမှန်နိုင်တာဗောဒီဘက်ကကပ်ပတင်ကဘလောက်ရင်နော်ကျွမ်းလဲဆိုတော့ကဲအဲ့တော့ဂျိတ်ကဲကိုဖတ်သွားတာနော်အဖြေကအမှတ်ရတော့ပြီဗျာဟုတ်ပြီကဲအဲ့တော့အမှတ်စတယ်ပြီးတော့90ရရှိသွားပြီဖြစ်ပါတယ်ဒီမှာလွတ်နေတဲ့ဖြည့်ကြည့်ပါဦးနွားလူတွေနဲ့နွားနဲ့ဟုတ်တယ်ကျွဲမြင်းစီးတာလေလူတွေမြင်းစီးတယ်လေဟုတ်တယ်နော်ဘယ်ချင်လဲစင်အဲ့လိုလုပ်ပါโอเคဘယ်ငကားတွေရောပါလာပြီနံပါတ်3ပြိတ္တပါဖြစ်လေနွားဟုတ်တယ်နံပါတ်4ကျွဲโอเคနံပါတ်5မြင်း yes နံပါတ်6စိတ်ကြောင်းတယ်လေနော်